ကဲ very ace တော့ထုတ်ပြလိုက်ပါပြီဂိမ်းကိုပြောတာပါ Damn still the road to her မြန်မာလိုဘာသာပြန်လိုက်ရင်တော့သူတို့ရဲ့ပုံမြင်သူမစီဆို land ဆိုတဲ့ဂိမ်းလေးဖြစ်ပါတယ်တော်တော်များများကလည်း trailer ကြည့်ပြီးသွားပြီဆိုတော့ဒါ viewer နဲ့ IC နဲ့အတူတူ very ace ရဲ့ဂိမ်းနဲ့ story ကိုဘယ်လိုသွားလဲဆိုတာအကျိုးဒီမှာလည်းခံမှန်းကြမယ်ကဲစလိုက်အောင်IC ကတော့2မျိုးတော့စဉ်းစားမိတယ်။ဆိုတာပထမတစ်မျိုးကတော့ဂိမ်းထဲမှာပေါ့နော်ဝင်ကစားမယ့်နေရာတော့ Emily ဖြစ်တယ်ပေါ့နော်။ဒါသူ့ရဲ့တနေချင်းကတော့ Rachel ရှိရယ်။ဂိမ်းထဲမှာတော့ Emily ပြောရဲ့အရာတော့အားလေးရဲ့အချိန်လေးမှာသူ့တနေချင်းRachel စီကိုသွားမယ်ပေါ့။Rachel စီမှာလွတ်လပ်လပ်သွားကြမယ်ဆိုပြီးတော့သွားရပေါ့နော်။သွားလိုက်တဲ့အချိန်မှာ Rachel ရဲ့ဒါပတ်ဝန်းကျင်ပေါ့ပတ်ဝန်းကျင်နဲ့အိမ်ကကြောင့်နည်းနည်းတိတ်ဆိတ်နေလို့ခံစားရပေါ့နော်။ပြဘသူမှလည်းမရှိဘူး။ဒါပေမဲ့ Rachel အိမ်ထဲဝင်ချင်းဘာဖြစ်လဲဆိုတော့ထူးဆန်းတဲ့အရာတွေပေါ့။ဥပမာသစိမ်းတွေဝင်လာတာဒါမှမဟုတ်ကီလာလည်းအဲ့ဒီအိမ်ထဲမှာအစိုးရထဲရောက်နေရတာပေါ့။အဆရှိဖြစ်ဒါဖြစ်နိုင်ရပါတော့နောက်တစ်ခုကတော့ IC တွေးမိရတော့ Emily ရဲ့တနေချင်း Rachel ကတကယ်နဲ့ Rachel မဟုတ်ဘဲနဲ့ Rachel လိုတူတဲ့တယောက်လည်းဖြစ်နိုင်တယ် Rachel နဲ့ဆင်တဲ့တယောက်ပေါ့နော်ဟန်ဆောင်ပြီးတော့ Emily ကိုခေါ်ပြီးတော့ဒါတစ်ခုလုံးမိတော့မှလားဆိုတာပေါ့အဲ့လိုတော့တွေးမိတယ် psychological horror game ဖြစ်တဲ့အတွက်ပေါ့နော်ခံမှန်းကြကတော့ပြောလို့တော့မရဘူးဒါ game ဆော့ကြည့်မှာပဲသိနိုင်တယ် very ace game ကတော့ဒါ Steam ပေါ်မှာပေါ့နော်ရောက်နေပြီဆိုတော့မကြခင်မှာလည်းဆော့လို့လည်းရတော့မယ်IC လဲဆော့ပြမယ်အတွက်ကြည့်ကြရသေးတာပေါ့ဗျာကဲဘာပြောကဲ viewer တွေလည်းဘယ်လိုတွေးလဲပေါ့ very ace game က story ကိုဘယ်လိုသွားတယ်လဲပေါ့IC အတွေ့ရလဲမှန်လားမှားသလားဆိုတာ let me know in the comments